ကျွန်မပထမဦးဆုံးတောင်းပန်ချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်မဒီပေါ့နော်ဒီဗီဒီယိုရိုက်တော့မှကျွန်မအလွှဲချော်လေးတစ်ခုဖြုတ်သွားတယ်ပေါ့နော်ဒီ payment settlement ပေါက်ကဒီ reference number တွေကကျွန်မ DVD မဟုတ်ပါဘူး CVD ဖြစ်ရမှာပါ customer စီကငွေပြန်ရလို့ရှိရင်ကျမတို့ credit voucher နဲ့တွန်းရမှာပါ debit voucher မဟုတ်ပါဘူးဒီ transaction တွေကကျမပေါ့နော်ဒီ lenders တွေအတွက်တည်တံ့ပြုစုထားတဲ့data တွေပေါ့နော်ဒီ data တွေကအဲ့တော့ဒီပေါ့အဲ့တုန်းကကျမနည်းနည်းသတိလက်လွတ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုနားလည်ပြီးကြည့်ရှုပေးစေချင်ပါတယ်ကျမဒီပေါ့နော်ဒီ format ကိုကျမဒီအောက်က comment တွေမှာချပေးထားပါတယ်အဲ့ format ကို down ပြီးတော့ကျမနဲ့အတူတူလိုက်လို့ကြည့်လို့ရပါတယ် format ထဲမှာတော့ကျမဒီ sales data တွေကျမမထည့်ထားဘူးပေါ့နော်ကျမ formula ကိုပဲထည့်ထားတယ်ဒီ formula ပေါ့နော်ဒီ format ထဲမှာဒီလိုပုံစံလေးပါကျမဒီ formula တွေထည့်ထားတယ်ဒီ summary လေးလည်း summary မှာလည်း formula တွေပါတယ်ပေါ့နော်ဒီမှာဒီလက်ကျန်လေးဘယ်လို receivable ဘယ်လို control လုပ်ရမလဲပေါ့နော်ဒီမှာကိုယ့်ရဲ့ company ရဲ့ customer နာမည်ကိုဒီမှာပြောင်းထည့်ရမှာပါ credit term တွေပြောင်းထည့်ရမယ်ပြီးတော့ဒီမှာ sales transaction တွေဒီထဲမှာကိုယ့် company ရဲ့ sales transaction တွေကိုဒီ daily sales အောက်မှာထည့်ပေးရမှာဖြစ်တယ်ဒီအရှိပိုင်း3မိနစ်ကတော့ကျွန်မဒီပေါ့နော်ဒီ3မိနစ်စာလောက်မှာကျွန်မရှင်းပြထားတာကတော့ကျွန်မဒီ daily sales အောက်မှာ sales transaction တွေဘယ်လို transaction တွေရှိနေရမှာလဲဘယ် data တွေကိုထည့်ရမှာလဲsales မှာအကုန်ပေါ့နော်ဘယ်လို data ထည့်ရမလဲဆိုတာကိုကျွန်မရှင်းပြထားတာပေါ့နော်ဒါတွေတည်ပြီးသားသူတွေကတော့ကျွန်မကိုဒီ3မိနစ်လောက်ပေါ့နော်ဗီဒီယိုရဲ့3မိနစ်လောက်ကနေစကြည့်လို့ရပါတယ်အဲ့3မိနစ်နောက်ပိုင်းမှာတော့ကျွန်မဒီ payment settlement ပေါ့ငွေဘယ်လိုချေလဲ customer စီကငွေရတဲ့အခါဘယ်လိုမျိုးချေတာလဲပြီးတော့ partially ခွဲပြီးဆက်လို့ရှိရင်ဘယ်လိုမျိုးချေတာလဲဆိုတာကိုရှင်းပြထားတယ်ပြီးတော့အရှိဒီ contract မှာဘယ်လိုစာရင်းသွင်းရတာလဲ journal ဘယ်လိုရိုက်ကြတာလဲဆိုတာကိုကျွန်မအသေးစိတ်ရှင်းပြထားတယ်ပေါ့နော်ဒါဆိုရင်ကျမတို့စလိုက်ကြရအောင်နော် daily sales invoice တွေကနေအတွင်းနဲ့ရောင်းထားတာတွေက receivable ဆိုပြီးဖြစ်လာတယ်အဲ့ဒီ sales invoice တွေကိုဘယ်ချိန်မှာစာရင်းသွင်းမှာလဲ IFRS 15 revenue နဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုအဲ့ဒီ invoice နဲ့ပတ်သက်တဲ့အသေးစိတ်တွေကိုကျွန်မဒီ invoice ဗီဒီယိုတစ်ခုလုပ်ထားတာရှိရပေါ့နော်အဲ့ဗီဒီယိုကိုလည်းအောက်မှာ comment ထဲမှာကျွန်မ link ချပေးထားပါတယ် invoice နဲ့ပတ်သက်တာတွေအဲ့မှာနားထောင်ကြည့်လို့ရပါတယ်အဲ့ invoice တွေထဲကဒီပေါ့နော် data တွေကိုကျွန်မဒီ format ထဲမှာ number အဆက်လိုက်တိုင်းဒီမှာလာရိုက်ထည့်ထားတာဖြစ်ပါတယ်ဒါတော့ကျွန်မဒီ software company ကတော့ software သွင်းတဲ့အတွက် software ကနေပြီးထုတ်ထားတာပေါ့နော်ပုံမှန်ဆိုရင်တော့ software မသွင်း manual ဆိုရင်တော့ဒီမှာအဆက်လိုက်တိုင်းကိုထုတ်ထားတဲ့ invoice တွေကိုအဆက်လိုက်တိုင်းဒီမှာရိုက်ထည့်ရမှာဖြစ်တယ်နံပါတ်ကြော်လို့မရပါဘူးเนาะတကယ်လို့ cancel ဖြစ်တယ်ဆိုရင်လည်းအဲ cancel နံပါတ်ကိုပါရိုက်ရမှာဖြစ်တယ်ဒါမှကျွန်တော်တို့ကြော်သွားတဲ့နံပါတ်ကြော်သွားတဲ့နံပါတ်က cancel ဖြစ်တယ်ဆိုတာသိရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ cash ရော credit ရောရိုက်ပါမယ်ဒီ receivable file ထဲမှာပေါ့နော်ဒီ cash ကိုဘာလို့ရိုက်တာလဲဆိုကျွန်မကဒီပေါ့နော်အဓိကကျွန်မဒီနံပါတ်တွေကိုပေါ့မကြော်ချင်ဘူးပေါ့เนาะ cash တွေကို cash မပါဘူးဆိုကျွန်တော်တို့ကနံပါတ်တွေကကြော်ကုန်မှာပေါ့နော်29ပြီး29ဖြစ်သွားရင်ကျွန်တော်နံပါတ်တွေလွတ်နေရတော့ကျွန်တော်တို့ control ထိန်းလို့မရအောင်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်မက control လည်းမိချင်တဲ့အတွက်ကျွန်မအကုန်လုံးကို revenue invoice sales invoice တွေအကုန်လုံးဒီမှာစာရင်းသွင်းနေပြီးတော့ကျွန်မဒီလိုအရောင်းတွေအကုန်သွင်းလိုက်တဲ့အတွက် total revenue ကိုလည်းကျွန်မသိနိုင်တယ်ပေါ့နော်ကျွန်တော် summary မှာတွက်ကြည့်လို့ရတယ် summary မှာ revenue total လည်းပေါ်တယ် balance လည်းပေါ်တယ်ပေါ့နော်ဒီ summary ကကျွန်တော်တို့ဒီ daily transaction တွေကိုပဲ summary sum if formula နဲ့ထည့်ထားတာပေါ့နော် sum if formula သွင်းဖို့သင်နည်းကိုလည်းကျွန်မအရှိ video တွေမှာပြောပြပြီးသားဖြစ်တယ်ကျွန်မ link လည်းချပေးပါမယ်အဲ့မှာကြည့်လို့လည်းရပါတယ် sum if formula ဘယ်လိုသွင်းလဲဆိုတာကျမတို့ software အထုတ်မယ်ဆိုရင်လည်းကျမတို့ပေါ့နော် daily software မှာ daily sales report ဆိုပြီးရှိတယ် detail ကိုထုတ်ရမှာပေါ့နော်sales report detail ကိုထုတ်လိုက်တဲ့ခါကြာလို့ရှိရင်ကျမတို့date range ပေးရမှာပေါ့နော်ဘယ်ရက်စွဲကနေဘယ်ရက်စွဲအထိကိုထုတ်ချင်တဲ့ရက်ကို range ပေးပြီးတော့ထုတ်လိုက်ပေါ့နော်ထုတ်ပြီးွားရင်အဲ့ report ထဲမှာပဲတခါတည်း software နဲ့ Excel မထုတ်ခင်မှာပဲဒီကိုထုတ်လိုက်တဲ့report ထဲမှာနံပါတ်တွေအစုံလင်ပါရဲ့လား invoice number တွေအဓိကအစင်လိုက်ပါရဲ့လားဆိုတော့အရင်စစ်ပေါ့နော်စစ်ပြီးတော့မှဒီ invoice number တွေအစင်လိုက်တိုင်းပါတယ်အကုန်လွတ်တာမရှိဘူး complete sales ဖြစ်တယ်ဆိုတော့မှကျမတို့စစ်ပြီးတော့မှ Excel ကို report ထုတ်ပါ report Excel ကိုကျမတို့ export လုပ်ပါ export လုပ်ပြီးတော့မှ Excel ကနေပြီးတော့မှ Excel ကနေပြီးတော့လေဒီထဲကိုထည့်မယ်ဆိုရင်ဒီ format ထဲကိုထည့်မယ်ဆိုရင်အရင်ဆုံး invoice ကို sorting စီပြီးသားဖြစ်ပါစေ
ဖြစ်ပါစေဒီ invoice sorting စီးပြီးတော့မှသာဒီထဲကို invoice number အလိုက်ဒီထဲကို copy ကူးပြီးထည့်ပေးပါပေါ့နော်အဲ့ဒါမှကျမတို့က invoice အလိုက်ကျမတို့ကနေ့တိုင်း running number ရှိနေလားဆိုတော့စစ်လို့လည်းရတယ်ကျမတို့ revenue တွေလွတ်ထွက်သွားတာလည်းမရှိတော့ဘူးပေါ့နော်ဒီနေရာလေးကတော့ဒီမိခိုးရောင်နေရာလေးကတော့ကျမတို့အကျွေးရတဲ့အခါခြေရမယ့်အပိုင်းဖြစ်တဲ့ payment settlement ပေါ့နော်customer စီကကျမတို့ပတ်စံရပြီဆိုရင်ကျမတို့ဒီမိခိုးရောင်နေရာလေးမှာဆင်းသွင်းပေးရမှာဖြစ်တဲ့ customer စီကပတ်စံရပြီဆိုရင်ကျမတို့က credit voucher ဖွင့်ပေးရပါတယ် credit voucher ဖွင့်ပြီးတော့ credit voucher အဲ့ credit voucher ပေါ်က data တွေကိုကျမဒီ for ဒီထဲမှာဆင်းသွင်းတာဖြစ်တယ်ဒါဆိုရင်ကျမဒီ invoice ဆိုလို့ရှိရင်ဒီ invoice ဆိုလို့ရှိရင် invoice number 1001ပေါ့နော်ဒီ invoice ဆိုရင်ကျမ18ရက်တစ်လမှာရတာဖြစ်တယ်ဒီ credit number နဲ့ဒီ credit voucher နဲ့18တလမှာခြေထားတာ2,900ဒါဆိုသူ့ရဲ့ invoice amount တစ်ချက်တော့ကြည့်မယ်နော်ဒါကျမတို့က ဒီဘက်ချမ်းကျမတို့စေးရောင်းထားတဲ့အပိုင်းပေါ့ကျမတို့ရောင်းထားတာ2,900နဲ့3ရက်နေမှာရောင်းထားတယ်3ရက်နေမှာရောင်းထားတယ်အဲ့3ရက်နေဟာကျမတို့က due date ကဘယ်နေ့ပြည့်မှာလဲဆိုတော့14ရက်နေမှာပြည့်မှာ14ရက်နေသူ့ရဲ့ credit term ကဒီ credit term ကဒီဘက်မှာကြည့်နော်ဒီ summary မှာ Dokin and Son ဆိုဒီမှာ credit term က14ရက်ဖြစ်တယ်အဲ့တော့ due date 14ရက်ဖြစ်တဲ့အတွက်ဒီမှာသူ့ရဲ့ due date ကသူ့ရဲ့ invoice ကို14ပေါင်လိုက်တာပေါ့နော်တကယ်လို့ဒီမှာဒီ customer ရက်30 credit term သူ့ကိုရက်30အကျွေးပေးထားတာဆိုရင်ဒီမှာ30ပေါင်ပေါ့အခုကဒီ customer 14ရက် customer ဖြစ်တဲ့အတွက်သူ့ကို14ပေါင်invoice date ကို14ပေါင်းလိုက်ရင်ဒါ due date ပဲပေါ့နော်ဒီ due date အရာကျမတို့က18ရက်နေ့မှာပြည့်မှာပေါ့နော်18ရက်နေ့မှာပြည့်မှာကိုကျမတို့ငွေရတော့18ရက်နေ့မှာရထားတယ်ပေါ့နော်18ရက်တစ်လမှာကျမတို့ဒီ credit voucher နဲ့ကျမတို့2,900ရတာတယ်ဒါကတော့ကျမတို့ balance ပါ balance ကျမတို့0ဖြစ်သွားပါပြီပြီးတော့ဒါဆိုရင်ကျမတို့က partial ပေါ့ partially စက်ထားတာပေါ့နော် partially စက်တယ်ဆိုတော့ကျမတို့installment အလီလီဆက်ထားတာပေါ့နော်ခွဲဆက်တာပေါ့ဒီဟာဆိုရင်ကျမတို့ခွဲဆက်ထားတာဆိုကျမတို့စင်းသွင်းတာကျမတို့ဘယ်လိုသွင်းလဲဆိုတော့ကျမတို့ကဒီမှာခွဲဆက်မယ်ဆိုရင်ကျမတို့ကဒီမှာ invoice က2ကြောင်းဖြစ်နေ invoice number ကဒီမှာ number က2ကြောင်းဖြစ်နေတာတွေ့လားအဲ့ဒါဆိုရင်ဒါနှစ်ခါခွဲဆက်ထားတယ်လို့နှစ်ခါခွဲဆက်ထားတာပေါ့နော်ဒါဆိုကျမတို့ invoice တစ်ချောင်းကိုတစ်လိုင်းပဲ invoice number တစ်ခုကိုတစ်လိုင်းပဲရှိရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ invoice number တစ်ခု2လိုင်းဖြစ်နေပြီဆိုတာ2ကြိမ်ခွဲဆက်ထားတာ3လိုင်းဖြစ်နေပြီဆိုရင်3ကြိမ်ခွဲဆက်ထားတာပေါ့နော်ဒါဆိုခု2လိုင်းဖြစ်နေတယ်ဒါ2ကြိမ်ခွဲဆက်ထားတာနောက်တစ်ချိန်ဆက်ပြီဆိုလို့ရှိရင်ကျမတို့ကပထမကျမတို့ကတစ်လိုင်းပဲရှိနေမှာဒီ line မပါဘူးကျမတို့ကနောက်တစ်ချိန်ဆက်ပြီဆိုတဲ့အခါကျမတို့ကသူ့ရဲ့အောက်လေးမှာ insert လေးတိုးရတာပေါ့နော် insert တိုးပြီးတော့မှနောက်တစ်ချောင်းကို copy ကူးရတာပေါ့ဒီဟာကို copy ကူးပြီးတော့ဒီအောက်မှာ paste လုပ်ပြီးတော့ကျမတို့ငွေ amount ကိုကျမတို့0ထားရပါမယ်ငွေ amount က invoice ကတစ်ခါပဲဖြစ်တဲ့အတွက်တစ်ခါပဲသွင်းရမယ်နောက်ပိုင်းကျမတို့အချိန်ချင်းခွဲဆက်နေတဲ့ဟာကိုကျမတို့ခွဲဆက်တဲ့ဟာကိုကျမတို့ insert တိုးမယ်တိုးပြီးတော့ကျမတို့ကအဲ့ဒီတစ်ချောင်းကို copy ကူးပြီးတော့ငွေ amount ကို0လုပ်ပြီးလောက်ထားရမယ်ပြီးရင်ကျမတို့အဲ့တစ်ချောင်းအတွက်ကျမတို့စရင်သွင်းမယ်ပေါ့ဒါဆို18ရက်တစ်လမှာ9သိန်းငွေရသွားပြီပြီးရင်31ရက်တစ်လမှာသူကျန်တဲ့6သိန်းခွဲကို18ရက်တစ်လချင်းကျမတို့6သိန်းခွဲကျန်နေမှာလက်ကျန်အဲ့6သိန်းခွဲက31ရက်တစ်လမှာ6သိန်းခွဲထပ်ဆက်တဲ့ဒီ credit voucher number နဲ့ဒါဆိုရင်သူအကျွေးရအဲ့ customer အဲ့ invoice နဲ့အကျွေးကြေသွားပြီဖြစ်တယ်ကျမတို့အကျွေး balance ကိုကြည့်မယ်ဆိုကျမတို့က invoice က2ကြိမ်ဖွင့်တိုင်းရင်2ခုဆွဲပြီးကတ်ကြည့်ရမှာဖြစ်တယ်2ခု2 row ကိုဆွဲပြီးကတ်လိုက်လို့ရှိရင်ကျမတို့0ဖြစ်တယ်ပေါ့နော်ဒါဆိုဒီ invoice ကအကျွေးမရှိတော့ဘူးဒါဆိုရင်ကျမတို့အလီလေးဆက်ထားတာ3ခါခွဲဆက်ထားတာ3ခါခွဲဆက်ရင်ကျမတို့က1362နှစ်ဒီမှာကြည့်ဒီ invoice number ဆို3ခါဖြစ်နေဒါဆိုရင်1362နှစ်က3ချိန်ခွဲဆက်ထားတာအဲ့ဒါဆိုရင်ကျမတို့ကသူ့ရဲ့1362နှစ်အဲ့ invoice ရဲ့အောက်မှာကျမတို့2 line တိုးထားတာပေါ့နော် insert တိုးလိုက်တာတိုးပြီးတော့မှကျမတို့ကတိုးလိုက်တဲ့ အကြောင်းနေမှာကျမတို့ကငွေ amount 0လောက်ကမယ် invoice ကတစ်ခါတည်းဖွင့်ရတာဖြစ်တဲ့အတွက်တစ်ခါတည်း9သိန်းပေါ်ပြီးကျန်တဲ့ insert တိုးထားတာတွေကို0လောက်ကမှဖြစ်တယ်0လို့ရိုက်ထည့်ရမှာဖြစ်တယ်ပြီးတော့မှဒီဘက်မှာ
ခွဲတဲ့ဟာကိုရိုက်ထည့်ပေါ့နော်အခုဆို6သိန်းကျမတို့25ရက်2လမှာကျမတို့6သိန်းကျန်တယ်28ရက်2လမှာ customer ကဒီ credit voucher number နဲ့3သိန်းထပ်ဆက်ထားတယ်ဒါဆို28ရက်2လကနေချင်းကျမတို့ဒီနှစ်ခုကိုခွဲဆွဲပြီးကြိုက်ကြည့်ရမှာပေါ့နော်ကျမတို့3သိန်းကျန်နေမယ်အဲ့3သိန်းကို3သိန်းကျန်နေမှာပေါ့နော်ဒီ balance ဆွဲကြိုက်လိုက်တဲ့အခါမှာအဲ့3သိန်းကိုကျမတို့ sorry နော်ပြီးရင်9ရက်3လမှာတစ်ခါဆက်ထားတဲ့3သိန်းကိုဒါဆိုရင်ဒီ3 line ဖြစ်သွားပြီဒီမှာဒီ invoice ဆိုကျမတို့3 line ဖြစ်သွားပြီ balance ကရင်ဒီ3 line ကိုဆွဲကြိုက်တဲ့အခါကျမတို့0ဖြစ်သွားပြီပေါ့နော်ကျမတို့ invoice တစ်ခုချင်းစီပေါ့ဒီလိုမျိုးအလီကြီးခွဲထားတာကိုကျမတို့သိချင်တယ်ဆိုကျမတို့အဲ့ invoice ကို filter ထောက်လိုက်ပေါ့ filter ထောက်လိုက်ကျမတို့အဲ့ invoice တစ်ခုတည်းပဲကြာလာမယ်အဲ့ invoice တစ်ခုတည်းမှာကျမတို့ဘယ်နည်းမှာဖတ်သွင်းထားတယ်ဆိုတော့အဲ့တစ်ခုတည်းစာကိုပဲပြမှာပေါ့နော်ဒါနှစ်ခုသုံးခုပဲမလို့ကိုက filter မထောက်လဲမြင်လွယ်တာလေ၄-၅ခုဆိုလို့ရှိရင်ကျမတို့က filter ထောက်လိုက်တဲ့အခါကျရင်ကျမတို့ကသူ့တစ်ခုတည်းကိုပဲအဲ invoice number နဲ့ပတ်သက်တာတွေပဲကြာလာမှဖြစ်တယ်အဲ့ဒါဆိုကျမတို့က balance ကြိုက်ချင်လိုက်လို့ဆွဲကြိုက်လိုက်ရင်0ဖြစ်နေမယ်အဲ့ဆိုဘယ်နေ့မှာဘယ်လောက်ရထားရလဲဆိုတာလေဒီမှာပေါ်နေမှာပေါ့နော်တရက်သူ့ရဲ့ရက်ဆွဲအလိုက်အကျွေးဆက်ထားတာတွေ voucher number တွေအကုန်လုံးအသေးစိတ်ဒီမှာပြပေးနေမှာဖြစ်တယ်ပြီးတော့သူရောင်းတဲ့ number တွေရောင်းတော့ဘယ်တော့ဘယ် number နဲ့ရောင်းထားတာဘယ်နေ့မှာရောင်းထားတာလဲဆိုတာရှင်းရှင်းလင်းလင်းနဲ့အကုန်လုံးပေါ်နေမှာဖြစ်တယ်ပြီးတော့ကျွန်မပေါ့နော်ဒါနမူနာကျွန်မပြပေးမယ်နော်နမူနာကျွန်မဆက်ပြပေးမယ်နော်ဒါနမူနာကျွန်မခွဲဆက်ကြည့်ပေးမယ်နော်ဒီဟာဆိုကျွန်မဒီ customer ဆိုရင် city mark ပေါ့နော်ဒါဆိုကျွန်မ4000ကျန်နေသေးတယ်နော်ဒီနေ့ထိကျွန်တော်တို့4000ကျန်နေတော့တကြောင်ပဲနော်စရင်တစ်ခါပဲသွင်းရသေးအဲ့4000ကိုကျွန်တော်တို့ထားပါတော့တရက်8လနဲ့ကျွန်တော်တို့ငွေရမယ်တရက်8လမှာငွေရတယ်ဆိုရင်ကျွန်တော်တို့ကဒီ4000ကိုဆက်ဖို့အတွက်ကျွန်တော်တို့က row ဒီ4000ကိုဆက်ဖို့အတွက်ကျွန်တော်တို့တွန်းစရာနေရာမရှိတော့ဘူးငွေရတစ်ချိန်ပဲရတစ်ချိန်ရပြီးသွားပြီဆိုတော့နောက်တစ်ချိန်ကိုခွဲပြီးတော့တွန်းဖို့အတွက်ကျွန်တော်တို့အဲ့1311ရဲ့အောက်လေးမှာ insert တိုးပေးရမယ်1311ရဲ့အောက်မှာ insert တိုးမယ်ပြီးရင်အဲ့ invoice ကိုတစ် line ကို copy ကူးမယ်ကူးပြီးတော့ paste လုပ်မယ်ပြီးရင်0 amount ကို0ထားရမယ်နော်အဲ့ဒါတော့အများနဲ့မှတ်မိနေပြီပါနော်ဒီမှာ amount ကို0ဖြစ်ရမယ်ပြီးရင် formula ရေးဆွဲထားမယ်ပြီးရင်နောက်တစ်ချိန်ခွဲဆက်တာတရက်8လမှာဆက်တာဖြစ်တဲ့အတွက်တရက်8လပေါ့နော်ပြီးရင်ဒီမှာ credit voucher နံပါတ်ကိုရိုက်မယ်ဘယ်နေ့မှရတယ်ပေါ့တခုခုပေါ့နော်ရိုက်ပြီးတော့4000ဆက်လိုက်မယ်ဒါဆိုပြီးရင် formula ကို balance ကို copy ကူးလိုက်မယ်ဒါဆိုရင်ဒီနှစ်ခုဆွဲကြိုက်ကြည့်လိုက်ဒါဆို4000နှစ်ချိန်နဲ့ကြည်သွားပြီနော်ပြီးရင်သူရတာဘာနဲ့ရတာလဲ cash နဲ့ရတာဆို cash လို့ထည့်မယ် wave pay ဆို wave pay ပေါ့နော်ဒါကနမူနာလုပ်ပြတာပါကျွန်မဒါပြန်ဖြတ်လိုက်မယ်နော်ပြီးတော့ကျွန်မဒီ save return ဖြစ်ပြီဆိုလို့ရှိရင်လည်း save return ဆိုရင်ကျွန်တော်တို့ကအဒီဘက်မှာပဲရိုက်မှာနော် save return ဆိုရင်ဒီပေါ့သူ့ရက်ဆွဲလိုက်ကျွန်တော်တို့ကျွန်တော်တို့ဒီ software ကနေထုတ်လို့ရှိရင် save return မှာ daily save ထုတ်ပြီး save return မှာထုတ်မှာပေါ့နော်သူ save return မှာတခါတည်းအကုန်ပါတယ်save return ဆိုရင်ကျွန်တော်တို့ကဒီမှာ minus နဲ့ရိုက်ပေးရမှာပေါ့နော်ဒီမှာ quantity ကို minus ထားမယ်ငွေအမောက်ကို minus ထားလိုက်မယ်ဒါဆိုရင်ဒီနှစ်ခုကကြေသွားပြီပေါ့သူက save return ဖြစ်သွားတဲ့အတွက်ဒီနှစ်ခုကကြေသွားပြီကြေသွားတဲ့အတွက်ကျွန်တော်တို့ balance ကလည်း0ဖြစ်နေမှာပေါ့နော် balance ကိုလည်းနှစ်ခုဒီ sales ဒီ invoice ဒီ customer ကိုတစ်ဖက်ထားထောက်လိုက်လို့ရှိရင်ကျွန်တော်တို့ save return ဖြစ်တာကျွန်တော်တို့ဒီနှစ်ခုကြေသွားပြီဆိုတာပြရတယ်ပေါ့နော်ဒါဆိုဒီနှစ်ခုကြေသွားတဲ့အတွက်ကျွန်တော်တို့လက်ကျန်မရှိတော့ဘူးပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ customer ကို credit note တွေdebit note တွေပို့ထားတာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာစာရင်းသွင်းလို့ရပါတယ် debit note နဲ့ချိန်မယ်ဆိုရင်ဒီ save return ကို debit note number ဒီမှာသွင်းလို့ရတယ်ပေါ့နော်ဒီဟာကတော့ကျွန်တော်တို့ debit note ကိုသွင်းတဲ့ဒီပေါ့ဒီ debit note တွေကျွန်တော်တို့ဒီငွေသားကိုမထိတဲ့ transaction ကိုသွင်းတာပေါ့နော်ငွေသားမထိတဲ့ transaction ဆိုတော့ကျွန်တော်တို့ journal ပေါ့ journal ဆိုတာ non cash transaction ဖြစ်တဲ့အတွက်ငွေကိုမထိပါဘူးငွေနဲ့မရတဲ့ဟာတွေဥပမာ customer company တစ်ခုတည်းရပဲ customer လည်းဖြစ်တယ် supplier လည်းဖြစ်တယ်သူစီကကျွန်တော်တို့ကုန်သူ့ကိုကျွန်တော်တို့ကုန်ကြွေးပေးစရာလည်းရှိတယ်သူစီကရစရာလည်းရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကပေးစရာရှိရနဲ့ရစရာရှိရကိုခြေလိုက်တာပေါ့နော် offset လုပ်လိုက်တာပေါ့အဲ့လို transaction မျိုးဆိုရင် journal transaction တွေမျိုးဆိုရင်ဒီလေးမို့အောင်ဒီအသားရောင်နေရာလေးမှာတွင်းပေးရမှာဖြစ်တယ်ဒါဆိုကျွန်မ transaction ဒါ
journal transaction ပေါ့နော်ဒီ customer ဆိုရင်ကျမတို့သူစီကပစ္စည်းဝယ်ထားတာလည်းရှိတယ်ဒါကြောင့်ကျမတို့ကငွေမရဘဲနဲ့ဒီဘက်ဒီဘက်ချမ်းမှာငွေမရထားအောင်နော်သူစီကငွေမရဘဲနဲ့ကျမတို့ကသူစီကရတဲ့အကျွေးနဲ့ချီတယ်သူ့ကိုပေးရမယ့်အကျွေးနဲ့ချီမှာပေါ့နော်အဲ့ဒါဆိုကျမတို့ဂျာနယ်ရိုက်ထားဂျာနယ်မှာကြည့်လို့ရတယ်ဂျာနယ်ဒါကျမနမူနာလုပ်ပြပေးထားတာပေါ့နော်ပထမဆုံးဂျာနယ်လို့ယူဆထားတဲ့အတွက်ကျမ001နဲ့စထားတယ်ဒါတွေအကုန်လုံးကကျမတို့ကဘောက်ချာရှိတယ်နော်ဘောက်ချာနဲ့ဖွင့်ပြီးတော့မှအဲ့ဘောက်ချာပေါ်က set data တွေဒီထဲမှာတွန်းရမှာဖြစ်တယ်အဲ့ဘောက်ချာပေါ်မှာဘယ်လိုရေးရလဲဆိုတာလေဒါကိုကြည့်ပြီးတော့ဘောက်ချာပေါ်မှာရေးနည်းကိုသိနိုင်တယ်ပေါ့နော်ဘောက်ချာပုံစံတွေကတော့ကျမတို့ဒီ online မှာကြည့်လို့ရတယ်ဂျာနယ်ဘောက်ချာ ready made ဝယ်လို့လည်းရတယ်အဲ့မှာဂျာနယ်ရိုက်တဲ့ပုံစံကတော့ဒီပုံစံတိုင်းရိုက်ကမှာဖြစ်တယ်ဒါဆိုရင်ကျမ payable နဲ့ receivable နဲ့ခြေတာသူစီကဂျာရန်ရှိနဲ့ pay ရန်ရှိနဲ့သူ့ကိုကျမတို့ကဒီပေါ့နော်ဒီ customer ပေါ့ဒီ Grace ID supply ပေါ့ဒီ Grace ID supply ဒီတရားပေါ့နော်ဒီ company ပေါ့သူစီကကျမတို့က9,95,000ရစရာရှိတယ်9,95,000ရစရာရှိတယ်သူ့ကိုကျမတို့9သိန်းပေးစရာရှိတယ်အဲ့တော့9သိန်းကိုကျမတို့ကသူ့ကိုပေးရန်ရှိနဲ့ဂျာရန်ရှိကိုခြေလိုက်မှာအဲ့ဆိုကျမတို့ကသူ့စီကအကျွေးက9သိန်းကိုခြေလိုက်ရင်9,000ခွဲပဲရစရာရှိတော့မှာဖြစ်တယ်9,000ခွဲပဲဒီမှာလက်ကျန်နေရနော်9သိန်းကကျမတို့ကသူ့ပေးရန်ရှိနဲ့ခြေလိုက်တာအဲ့လိုခြေတဲ့ခါကျတော့ကျမတို့ငွေသားမထိတဲ့အတွက်ဂျာနယ်ရိုက်ပေးရတယ်ဂျာနယ်ရရင်ကျွန်တော်ဒီလိုရိုက်ပေးရတာနော်ပေးရပဲဖြစ်တဲ့အတွက်ကျမတို့ကသူ့ပေးရန်ရှိပေးရန်ရှိကိုတည်သွားတဲ့အခါကျတော့ debit နဲ့စာရင်းသွင်းတယ်ရရန်ရှိတည်သွားတဲ့အခါ credit နဲ့စာရင်းသွင်းတယ်နော် receivable ရဲ့ nature က debit nature ဖြစ်တဲ့သူ့ကိုစာရင်းပိတ်တော့ credit နဲ့သွင်းရတယ် payable nature က credit nature ဖြစ်တဲ့ debit မှာစာရင်းသွင်းတော့ဒါသူ့စာရင်းပိတ်လိုက်တဲ့သဘောဖြစ်တယ်9သိန်းသူစီမှာအကျွေးမကြံတော့ဘူးဆိုတဲ့သဘောစာရင်းပိတ်လိုက်တဲ့သဘောအဲ့ဒါကြောင့်ကျွန်တော်တို့က payable မှာ debit receivable မှာ credit နဲ့စာရင်းသွင်းရမှာဖြစ်တယ်ပြီးရင်ဒီသူတို့ reference number ဒီမှာ journal မှာညွှန်းပေးရတာပေါ့နော် receivable ဆိုရင် receivable ဘယ် invoice နဲ့ခြေထားတာလဲဆိုတာကို invoice number ဒီမှာညွှန်းပေးရတာဖြစ်တယ် receivable ဆိုတော့ကျွန်တော် receivable မှာတော့ကြည့်မယ်ပေါ့နော်ဒီ9,95,000ဒီစာရင်းကိုခြေမှာဖြစ်တဲ့အတွက်သူ့ရဲ့ invoice number ဒီမှာပါသူ့ရဲ့ invoice number ကို copy ဒီဟာကို copy ကူးပြီးတော့ဒီ journal မှာ reference number ထည့်ထားတာဖြစ်တယ်ဒီ number တွေကကျမတို့ကinternet control တွေပေါ့နော်ကျမတို့ cross reference တွေပေါ့တစ်ခုနဲ့တစ်ခု file တစ်ခုနဲ့တစ်ခုနဲ့ကိုတော့ရှာလို့ရအောင် reference တွေထည့်ထားတာပေါ့နော်ဒီ channel ဆိုရင်ဘယ် file မှာဒီစာရင်းကဘယ်ရရောက်လာဘယ်ရရလာလဲဘယ်ရတဲ့စာရင်းနဲ့ခြေထားတာလဲလို့သိချင်ရင်ဒီ reference တွေနဲ့တော့ကြည့်ပြီးတော့သိနိုင်တယ်ပေါ့နော် cross reference ဒါကို cross reference ပေးတယ်လို့ခေါ်တယ်ပေါ့နော်ဒီတစ်ခုနဲ့ file တစ်ခုနဲ့တစ်ခုကိုတိုက်စစ်လို့ရတာပေါ့နော်ဒါဆို1304 receivable payable ဆိုရင် payable မှာဒီ9သိန်းကျမတို့ပစ္စည်းဝယ်တော့9သိန်းဒီ number ရှိတယ်လေကျမတို့ဒီ purchase invoice number purchase invoice ရှိမှာပေါ့နော်အဲ့ invoice ကိုဒီမှာထည့်ရမှာဖြစ်တယ်ဒါကျမနမူနာဖြစ်တဲ့အတွက် number ကမရှိဘူးဒီမှာကျမဒီဟာလေးကိုဒီ payable ဆိုရင်လည်းဒီ purchase ပိုင်းမှာတော့ကြည့်လို့ရှိရင်သူ့ number နဲ့ပေါ်မှာပေါ့နော်အဲ့တော့ဒီ9သိန်းကိုကျမတို့ဒီ channel voucher အရာကျမတို့ဒီမှာဒီ receivable ကိုကျမတို့စာရင်းခြေထားတာဖြစ်တယ်ဒါကြောင့် channel number 001ဆိုရင်00 channel number 1ကိုဒီဟာကိုဒီမှာထည့်တယ်ပေါ့နော်ဒါ cross reference တွေပေါ့နော်ဒီစရင်က9သိန်းကဘာတွက်ခြေထားတာလဲသိချင်ရင်ဒီ channel number နဲ့ဒီ channel မှာတော့ကြည့်လိုက်လို့ရတယ်နော်ဒါဆိုရင်ကျမတို့ကဒီစရင်ဒီ invoice နဲ့ပတ်သက်ရင်ကျမတို့ကလက်ကျန်9,000ခွဲပဲကျန်တော့မှာဖြစ်တယ်သူရတဲ့ချိန်ကျရင်အဲ့9,000ခွဲကိုငွေသားနဲ့ရတယ်ဆိုရင်ကျမတို့ကသူရတဲ့ရက်ကိုရက်စွဲထည့်ပြီးတော့ credit voucher ဒီမှာရိုက်ထည့်မယ်ငွေမောင်းထည့်မယ်ဒါဆိုကြည်သွားမယ်ပေါ့နော်ဒါကတော့ receivable ကို control လုပ်တဲ့ file ပေါ့နော် format ပေါ့ဒီ format ကိုကျမဒီပေါ့နော်ဒီ comment မှာကျမချပေးထားမယ်ပေါ့နော်ဒီပေါ့နော်ဒီအခု learners တွေကလည်းဒီ format ကိုယူသုံးလို့ရတယ်ကို company ရဲ့ data တွေကိုဒီထဲမှာထည့်လို့ရတယ်ဒီထဲမှာ data တွေထည့်ပြီးတော့ဒီ format နဲ့ control လုပ်လို့ရတယ်ပေါ့နော် receivable ကျွန်တော်တို့ဒီ company နာမည်တွေကတော့ဒီမှာကို company ရဲ့ဒီ customer တွေဒီမှာထည့်ရမှာပေါ့နော်ဒီမှာထည့်ပြီးတော့ကို company ရဲ့ data တွေကိုဒီမှာထည့်လိုက်လို့ရှိရင်ကျမတို့ control receivable control ရပါမှာဖြစ်တယ်ပေါ့နော်
ပြီးတော့ကျန်တဲ့ information တွေဒါတွေကကျမတို့ company ကို company ရဲ့လိုအပ်ချက်အတိုင်းထပ်ထည့်လို့ရတယ်เนาะဒီမှာ column တွေထပ်တိုးပြီးတော့ဒါဆို remark ဆိုပြီး column တိုးလို့ရတယ်တိုးပြီး additional notes တွေဒီမှာထပ်ထည့်လို့ရတယ်ဒါပါတော့ဒီ invoice နဲ့ပတ်သက်ပြီးတော့ကျမတို့တခြားမှတ်သားစရာရှိရလေးတွေထပ်မှတ်လို့ရတယ်ပေါ့နော် customer နဲ့ပြောထားတာတွေဒီမှာ remark column တစ်ခုတိုးပြီးတော့မှတ်လို့ရတယ်ဒီမှာ notes တွေထပ်ထည့်လို့ရတယ်ကိုလိုအပ်ရင်လိုအပ်သလိုကျမတို့ဒီမှာ column တွေတိုးပြီးတော့ information တွေထပ်ထည့်လို့ရတယ်ပေါ့နော်ဒါကတော့ကျမတို့မရှိမဖြစ်receiver မှာလိုအပ်တဲ့ဟာတွေမပါမဖြစ်အကုန်ထည့်ထားတာပေါ့နော်ကျန်တာကတော့ company ရဲ့လိုအပ်ချက်ရထပ်တိုးပြီးထည့်လို့ရတယ်ပြီးတော့ဒါကကျွန်မ sum if formula ကိုတွင်းထားတာပေါ့တွင်းပြီးတော့ summary ထုတ်ထားတာအဲ sum if ကိုမသုံးတတ်ရင်လည်းကျွန်မဗီဒီယိုရှေ့မှာလောက်ထားတာရှိတယ်အဲ့ဒါလည်းကျွန်မ comment ထဲမှာထည့်ထားတယ်ပေါ့နော်အဲ့မှာကြည့်လို့ရတယ်အဲ့အတိုင်းကျွန်မတို့ကို company ရဲ့ data တွေနဲ့ကိုယ့်ဘာကိုစာရင်းသွင်းလို့ရတယ်ပေါ့နော်ဒါ summary ပေါ့ဒါ summary ကတော့ကျွန်မတို့ကဒီမှာ sales total sales ရှိမယ်ကျွန်တော်တို့ဒီထဲဟာကိုပဲ summary ထုတ်ထားတာ revenue လည်းပေါ်မယ်လက်ကျန်လည်းပေါ်မယ်အခုဆိုကျွန်တော်တို့ဒါလက်ကျန်တစ်ခုတစ်ယောက်ချင်းစီရဲ့ company တစ်ခုချင်းစီရဲ့လက်ကျန်တွေပေါ်တယ်ပေါ့နော်ဒါဆိုအခုဆိုကျွန်မဒါမှ on trading company ဆိုရင်ကျွန်မသူ့ရဲ့လက်ကျန်က7,1500အဲဆိုရင် on trading ကိုကျွန်မ copy ပြီးကျွန်မ transfer သူ့ရဲ့အသေးစိတ်7,1500ရဲ့အသေးစိတ်ကိုသိချင်ရင်ကျွန်မတို့ဒီမှာ filter customer ကို filter ထောက်လိုက်မယ်ထောက်ပြီးတော့လက်ကျန်မှာသွားကြည့်လိုက်မယ်လက်ကျန်မှာဒီမှာ balance ကိုကြည့်လိုက်ရင်7,1500အဲ့7,1500အသေးစိတ်ဒီမှာနော်တလိုင်းချင်းစီပါတယ်ဒါကတော့ဒီဟာ sales return နဲ့ return နဲ့ကြည်သွားတာဒီနှစ်ခုကြည်သွားပြီဖြစ်တဲ့အတွက် sales return ဒီမှာဒါဆိုရင်ဘယ်နေ့ရောင်းထားတာလဲဒါတွေအကျွေးကြံနေတာ7,1500ဒီ invoice တွေအကျွေးကြံနေတာဒါဆို invoice တစ်ခုချင်းစီအလိုက်အကျွေးကြံနေလဲပေါ်တယ် summary မှာလဲcompany တစ်ခုချင်းစီအလိုက် total ဘယ်လောက်လက်ကျန်ကျန်နေလဲဆိုတာကိုပေါ်တယ်ဖြစ်တယ်ပေါ့နော်ပေါ်တယ်ပေါ့နော်ဒီဟာဆိုလဲ320နဲ့9000ဒါဆို document ဒါဆိုရင်320နဲ့9000ကိုကျမတို့အသေးစိတ်တော့ကြည့်မယ်ဘယ် invoice တွေကျန်နေရလဲဒါကို copy ကူးပြီးတော့ဟိုဘက်မှာ filter ထောက်လိုက်မယ်ဒါဆိုရင်ဒီမှာ balance ကိုကြည့်လိုက်ရင်320နဲ့9000အဲ့မှာကျမတို့ invoice တစ်ခုချင်းစီကိုကျမတို့ကြည့်လို့ရတယ်ဒီ invoice က1153 invoice number ကဘယ်နေ့ဖွင့်တာလဲ28-3 လပိုင်းကနော် due date က17ရက်4လမှာပြည့်မှာအခုက9လပိုင်းတောင်ရောက်နေပြီခုထိဒီ invoice ကလာမဆက်သေးဘူးဒါဆိုရင်ကျမတို့ကအကျွေးသူတို့ follow up လိုက်ပေးရမှာဖြစ်တယ်ဘာကြောင့်မရသေးရလဲဆိုတာပေါ့နော်ဒါဆိုလဲကျမတို့ဘယ်နေ့မှာဖွင့်တာလဲ2ရက်6လမှာဖွင့်တာလားသူ့ရဲ့ due date က16ရက်6လမှာပြည့်မှာနော်သူကလည်းဘယ်လောက် customer document စာ14ရက်เนาะ credit term 14ရက်ပေးထားတာ6လပိုင်းမှာပြည့်နေပြီဒါပေမဲ့ခုထိလာမဆက်သေးဘူးလာမဆက်သေးတော့သူတို့ follow up လိုက်ကမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီ credit term တွေကအရင်ရေးကြည့်တယ်เนาะ receivable control မှာဒီ credit term တွေကိုကြည့်ပြီးတော့ကျွန်မဒီ agent report ဘယ်လိုထုတ်လဲဆိုတာကိုလည်းကျွန်မဗီဒီယိုထပ်လုပ်ပေးမှဖြစ်တယ်အဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်เนาะအဲ့